ဒီမှာဆိုကျွန်တော်တို့ကဘယ်လိုစမလဲဆိုလို့ရှိရင်ဒီကောင်လေးကကျွန်တော်တို့ကဓာတ်ကိုဆွဲလို့အရင်ဆွဲလို့မရဘူးပေါ့နော်အရင်ဆွဲလို့ရကျွန်တော် rectangle လေးတစ်ခုပဲကျွန်တော်ဆွဲလို့ရတာပေါ့နော်ဒီကောင်ဆိုကျွန်တော်ပုံမှန်ဆိုဆွဲရင်ကျွန်တော် layer တွေတိဆောက်ပါကျွန်တော်ခုန layer တော့မဆောက်ခဲ့ရဘူးနော် layer ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာကျွန်တော်တို့က layer 1 2 3 4လောက်တော့ထားရမှာနော်နော်ဒါ1 2 3 4ကျွန်တော်1ဟိုမှာကျွန်တော်တို့ကဒါ object ဆိုလို့ရှိရင်ထားပါတော့ object ပေါ့object ပေါ့နော်2ကြာရင်ကျွန်တော် dimension ထိုးမှဆိုလို့ရှိရင် dimension ပေါ့နော်ဒီမှာဆိုလို့ရှိရင်din ပေါ့ dimension ပေါ့နော်ကျွန်တော် annotation စထိုးမှဆိုလို့ရှိရင် anod ပေါ့ဒါအတူကကျွန်တော်ရေးတာပေါ့နော်အရှိကောက်ရေးမယ်ဆိုလည်းကျွန်တော်တို့ကရပါတယ်နော် annotation ပေါ့နော်ဒီကောင်ကိုကျွန်တော်တို့က dimension annotation ကိုပြောင်းထားမယ် dimension ထိုးတာကိုကျွန်တော်ထိုးသလိုမျိုးဒီအရောင်လေးထားမယ်ဆိုလဲကျွန်တော်ရတယ်နော်ဒါ object ဆိုမှဒီကောင်ကို current layer ထားလိုက်မယ် okay ပြီးသွားရင်ကျွန်တော်ဘာလုပ်လိုက်မလဲဒီမှာကျွန်တော်စပြီးတော့ဆွဲတော့မယ်ပေါ့နော်ဒါဆွဲမယ်ဆိုရင်ကျွန်တော်တို့ကဒီ rectangle ကကျွန်တော်တို့1ရှိတာပေါ့နော်ဆိုတော့ဒီကောင်လေးကကျွန်တော်တို့ကဘာလဲဆို offset ဒီကောင်လေးဒီ offset ဒီကျွန်တော်ဘယ်လောက်ရှိလဲဆိုရင် 0.2 ပေါ့နော်အဲ့တော့ အလဲတက်ကနေဒီအလဲကနေဘေးကိုဆိုအလဲတက်တဲ့ဆိုလို့ရှိရင် 0.1 နေရာမှာရှိမှာပေါ့နော်ဆိုတော့ဒါလေးကိုကျွန်တော်အရင်ဆုံး rectangle လေးတစ်ခု rectangle ကတော့နှစ်ခုရှိတာဆိုတော့နှစ်ခုလုံးက1နေကြီးပဲအဲ့တော့ကျွန်တော်တို့ကဒီမှာဘာလုပ်လိုက်မလဲဆိုလို့ရှိရင် rec under နော်မ click ချမယ် shift app ပေါ့နော်ပြီးကျွန်တော် 1,1 under ဆိုအဲ့ဒီကောင်ကနှစ်ခုရှိတော့ကျွန်တော်နောက်တစ်ခုကျွန်တော် copy ကူးလိုက် okay ပြီးရင်သူကဒီကောင်လေးတစ်ခုစမှာပေါ့နော်ဆိုအဲ့ဒီကောင်လေးဆိုကျွန်တော်တို့ကဒီအလဲတဲ့ကောင်ဆိုလို့ရှိရင်ဒိုင်းကုန်နဲ့ဖြတ်သွားတာပေါ့နော်ဆိုဒီမှာ line under ဒီကနေဒီထိကျွန်တော်တို့ om ဒါ 0.1 under နော်ဒါဆိုကျွန်တော်တို့ရိုက်လိုက်ပြီးဒီကောင်ကိုကျွန်တော် train လိုက်တယ်ဒါဆိုသူလိုချင်တဲ့ပုံစံလေးပေါ့နော်train ကိုကျွန်တော်သုံးပြီးကျွန်တော်ဖြတ်လိုက်ဒီအလဲရမြင်းနှစ်ကြောင်းကိုကျွန်တော် select မှတ်ပြီးတော့ဖြတ်ပြီးရင် donut ပေါ့နော် donut ဆိုသူကဘာလဲဆို 0.1, 0.2 ပေါ့အဲ့တော့ကျွန်တော်တို့ဒီဒါပေမဲ့ donut ဆို do ပေါ့do ဆို donut ပေါ့နော် under ပြီးရင် 0.5 0.1, 0.1 space bar 0.2 under เนาะဒါဆိုကျွန်တော်တို့ကသူ့ရဲ့နေရာလေးချလိုက်ရင်ကျွန်တော်တို့ကဒါတစ်ခုပြီးသွားတယ်ဒါကဒီကောင်ပေါ့နောက်တစ်ခုကဒီကောင်ကျွန်တော်တို့ကဒီကောင်ဆို diameter ဒီကျွန်တော်တို့က1ရှိတယ်နောက်တစ်ခုက 0.8 ရှိတယ်ပေါ့နော်ဆိုတော့ဒီကောင်လေးကအလေတက်ကနေသွားတယ်အဲ့တော့ကျွန်တော်တို့ကဘာလုပ်လိုက်မလဲဆိုရင် c under ကျွန်တော်တို့က d under ကျွန်တော်တို့က1เนาะ c under ကျွန်တော်တို့က click ချမယ် diameter ဒီ 0.8 under နော်ဒါမျိုးနောက်တစ်ခုကကျွန်တော်ဒီမှာဗာလေးရမှာ line လေးဆွဲနော်အဲ့ line ကကျွန်တော်ဘယ်လောက် 0.2 ပေါ့နော်အဲ့တော့2ဆိုအလေတက်ရရင်သွားမယ်ဆို 0.1 ပေါ့ offset ရိုက်မယ် 0.1 နော်ဒါမျိုးလေးကျွန်တော်ရိုက်လိုက်တယ် okay နော်အဲ့တော့ပြီးသွားရင်ကျွန်တော်ဒီအလေဒီနားလေးမှာဒီဘက်ကဟာတွေကျွန်တော်ဖြည့်လိုက်မယ်ဆိုတော့ဒီတိမရှိဘူးနော် sorry ခဏလေးဆိုတော့ဒီအလေရဲ့အကောင်ကျွန်တော်ဖြည့်လိုက်မယ်ဒီ under train လိုက်တယ်เนาะ train ပြီးတော့ဒီကောင်လေးကျွန်တော်ဖြတ်လိုက်တယ်เนาะဒီကောင်လေးလည်းကျွန်တော်တို့ဖြတ်လိုက်တယ် okay ဖြတ်ပြီးသွားရင်ဒီကောင်လေးကိုကျွန်တော်တို့ rotate လိုက်မယ်ပေါ့เนาะကျွန်တော် ro under အဲ့ဒါမှကျွန်တော်တို့က rotate ကိုမှဒီ circle ရဲ့စင်တာကိုချမယ် copy လုပ်မယ်ထည့်လိုက်မယ် under နှိပ်လိုက်မယ်ဒီမှာ train မယ်ဒီကောင်လေးကိုကျွန်တော် train ပေးလိုက်ကျွန်တော်သူ့လိုချင်တဲ့ဓာတ်လေးကျွန်တော်တို့ရသွားပြီရသွားပြီဆိုလို့ရှိရင်ကျွန်တော်ဓာတ်ကိုဖန်တီးတော့မယ်ပေါ့နော်သူ့ရဲ့ကျွန်တော်တို့ကဒီသူ့ရဲ့ဘာဖြစ်မလဲသူ့ရဲ့ကျွန်တော်တို့ကဒီ rectangular ဒီ h, h အလဲထဲမှာတစ်ခုဖြတ်ထားတယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးပဲအဲ့တော့ကျွန်တော်တို့ကဘာလုပ်လိုက်မလဲဆိုလို့ရှိရင် rec under ဒီမှာ click ထားမယ် right click shift app ပေါ့နော်hကျွန်တော်တို့က h under နော်ဒါမျိုးလေးအလဲထဲကနေပြီးတော့ကျွန်တော်တို့က click လေးတစ်ခုချလိုက်ပြီးရင်ဒီကောင်ကိုကျွန်တော်တို့က move ဒီတောင်လေးမှာကျွန်တော်ချလိုက်တယ်ဒီကောင်လေးဆိုလို့ရှိရင်လည်းကျွန်တော်တို့က move တောင်လေးမှာချလိုက်ကျွန်တော်ကဘာ ar array ပေါ့နော်ကျွန်တော်တို့က ar under ဒီကောင်ကို select မှတ်တယ် under ပြီးရင်ကျွန်တော်တို့က rectangular သုံးလိုက်တယ်ပေါ့နော် rectangular မှာကျွန်တော်တို့ကဘယ်နှခုသုံးပါလဲဆိုကျွန်တော်တို့ကဒီမှာဘယ်နှခုရှိလဲဆိုလို့ရှိရင်1 2 3 4 5 6 9 10ခုရှိတယ်အပေါ်က4ခုရှိတယ်8ခု4ခုဆိုတဲ့အခါကျတော့
ကျွန်တော်တို့ဒီမှာ column က8ခုရှိမယ် row ကကျွန်တော်တို့က4ခုရှိမယ်4ခုမှာကြားထဲမှာ space ဆိုကျွန်တော်တို့က1စီချမယ်1ဒီကောင်ဆိုကျွန်တော်စုစုပေါင်းဆိုဒီကောင်8ပေါ့နော်ဒီကောင်ဆိုလို့ရှိရင်စုစုပေါင်းဆိုဒီကောင်က4ဒါမှမဟုတ်တော့မှခဏလွဲနေเนาะအဲ့တော့ဟို total ဒီကျွန်တော်တို့ကဒီကောင်ဆို8ရှိတယ်ဒီကောင်ဆိုtotal 4ရှိတယ်အဲ့တော့ဒီကောင်ကိုကျွန်တော်တို့ကဒီကောင်က1ဖြစ်ရမှာဒီကောင်ဆိုလို့ရှိရင်လည်းကျွန်တော်တို့1ဖြစ်ရမှာပေါ့နော်1ဖြစ်မှသူကမှန်သွားမှာပေါ့နော်ဒါမျိုးစုစုပေါင်း4ခုရှိတယ် total ဆိုလို့ရှိရင်သူက3ခုဖြစ်သွားတယ်ပေါ့နော် okay အဲ့တော့ဒါရပါပြီပြီးရင်ဒီကောင်ကိုလည်းကျွန်တော်တို့က ဒီကောင်ကို select မှတ်တယ်ကျွန်တော် array ပေါ့နော် rectangular မှာဆိုနာလိုပဲဒီကောင်ကို column ဆိုလို့ရှိရင်8ခုဂျာထဲမှာဆိုလို့ရှိရင်1ဒီသွားမယ်ဒီကောင်ဆိုလို့ရှိရင်4ခုဂျာထဲမှာဆိုလို့ရှိရင်သူက1ဒီသွားမယ်เนาะဒါမျိုးလေးသူ့ရဲ့ကျွန်တော်ဟောပေါ့နော် total ဆိုလို့ရှိရင် total length ကဒီကောင်ဆိုဒီကနေစတာပေါ့နော်ဒီအဆုံးကနေစမယ်ဆိုလို့ရှိရင်ခွန်ရှိမယ်ဟောဒီကောင်အဆုံးကနေစမယ်ဆို3 mm ပေါ့နော် row ရဲ့အကွာအဝေးဒီကောင်ကဘယ်နှခုလဲဒီကောင်ကတစ်ခုနဲ့တစ်ခုကြားမှာရှိတဲ့ space ကြီး8ခု4ခုဒါမျိုးဆိုတော့ဟိုကျွန်တော်တို့ဆွဲကျင်တဲ့ဒီ factor 3လေးကဒါဆိုကျွန်တော်တို့ပြီးသွားပြီပေါ့နော်